ကောင်းမဲမင်္ဂလာပါရှင်ကျမဒီနေ့ပြောပြမှာလေးကတော့ခက်ပြက်ရွှေရဲမှာကျောင်းတက်နေရတဲ့ဂျာတွေကထင်းထင်းနေကြဖို့နောက်မှပြောချလာတဲ့ဆယ်လီတူပဲဖြစ်ပါတယ်ချက်ပန်းရောက်နေတဲ့ရေနံချောင်းကဆယ်လီတူကတော့ရေနံချောင်းတက္ကသိုလ်မှာခက်ပေါ်လစီနဲ့အတူအပြိုင်ဖြစ်ပြနေကြတဲ့ကျောင်းသားတွေကိုဆင်ကျင်ကြဖို့နေဝေးကလာတက်တဲ့သူတွေက10ရာခိုင်နှုန်းပါဝင်ပြီးတော့20ရာခိုင်နှုန်းကလည်းနေခံနေဖြစ်ပါတယ်အဲဒါကြောင့်မလို့ရေနံချောင်းတက္ကသိုလ်ကိုနာမည်မဖြတ်ကြဖို့ဆယ်လီတူကတင်ပေးခဲ့ပါတယ်ဖြစ်စဉ်လေးကတော့ဘလို့ဖြစ်သွားလဲဆိုတော့ကောင်းမလေးတက်တဲ့ခုနဲ့ကောင်းလေးတူကရေသားသမီးသားနှစ်ယောက်ချိန်တွေ့တဲ့အချိန်မှာကောင်းလေးကလင်းကကြီးစီထိုးထားကြောင်းကောင်းမလေးကတွေ့တဲ့တန်ယူဖြစ်ပြီးတော့စေယုံတင်ထားတဲ့အဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီလိုမကြောက်ဝင်တာမလာသားတွေဖြစ်နေတယ်ကိုနိုင်ကပညာတတ်တယောက်ဖြစ်နေပြီးတော့ဒီလိုမဖွင့်မရတွေလောက်တာဟာလုံးဝကျောင်းရဲ့တက္ကသိုလ်ရဲ့တိတ်ခါတွေကိုကြားပါတယ်အဲဒါကြောင့်မလို့အဲ့လိုမလုပ်ကြဘူးဆယ်လီရေနံချောင်းကဆယ်လီတူကမေတ္တာရက်ခံထားပါတယ်